ကမြမပြေရောက်နေတာကတိုင်းတစ်ပါးမြေနိုင်ငံရက်ချမသွားခြင်းမခွဲခြင်းမဘူးမွေရဲ့မြေသူပင်မဲ့လေပြအနာဂတ်တွေကရှိသေးတာစေရတဲ့မိသားစုဘဝတို့မြောက်နိုင်စေဖို့ရာတိုးတက်လာစေဖို့ရာအလားချင်းလေးရဲ့ဆွန်လာရတာဘယ်ခွဲခြင်းမလဲကိုရဲ့ကြည်ရွာမလွဲတာမဖြစ်တာလို့တာတိုင်းတစ်ပါးမှလုံးလုံးနေတာအိမ်ပြန်ခြင်းနဲ့စိတ်တွေထိန်ရခက်တယ်ဗျာမမြင်ရတဲ့ဘူဝေးစီကမိသားစုအတွက်စိတ်